အားလုံးပဲမင်္ဂလာပါခင်ဗျာနေ့စဉ်3ထိုင်စကားပြောအခြေခံသင်တန်း beginner 1ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့သင်တန်းရဲ့ပထမဆုံးနေ့သင်ခန်းစာကိုစတင်ပြီးတော့လေ့လာသင်ယူကြရမှာဖြစ်ပါတယ်သင်ခန်းစာ1မှာကတော့နှုတ်ဆက်စကားပြောတဲ့စကားလုံးလေးတွေကိုအဓိကအနေနဲ့လေ့လာသင်ယူကြရပါမယ်အစဉ်သစ်ဖြစ်လို့ရှိရင်ကြည့်လိုက်ကြအောင်ပါပထမဆုံးအနေနဲ့ဝေါ်ဟာရများကိုကြည့်ကြမယ်နော်နံပါတ်1တစ်လုံးကစဝတ်ဒီ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 ကတော့မင်္ဂလာပါလို့လုပ်တာဖြစ်ပါတယ်လိုက်ပြောကြည့်ပါစဝတ်ဒီဟုတ်ပြီနောက်ထပ်တစ်လုံးကขอบคุณ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 ကတော့ကျေးဇူးတင်ပါတယ်လို့ပြောတာဖြစ်ပါတယ်ပြောကြည့်မယ်ขอบคุณဟုတ်ပြီနောက်ထပ်တစ်လုံးကยินดี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 ကတော့ဝမ်းသာတယ်လို့ပြောတာဖြစ်ပါတယ်ပြောကြည့်ပါยินดีဟုတ်ပြီနောက်ထပ်တစ်လုံးรู้จักรู้จักรู้จักကတော့သိတယ်လို့ပြောတာဖြစ်ပါတယ်ပြောကြည့်ပါรู้จักဒီဟာကိုรู้လို့ထွက်မယ်နော်รู้จักသိတယ်ဟုတ်ပြီနောက်ထပ်တစ်လုံးสบายดีสบายดีสบายดีကတော့ဒီကောင်းတယ်လို့ပြောတာဖြစ်ပါတယ်ပြောကြည့်မယ်สบายดีဒီကောင်းတယ်ဟုတ်ပြီဒါကြတော့ပထမဆုံးဝေါ်ဟာရဖြစ်ပါတယ်ဆက်ပြီးတော့နောက်ထပ်ဝေါ်ဟာရများထပ်ပြီးတော့ကြည့်ပါမယ်ပထမဆုံးတစ်လုံးชื่อကတော့နာမည်ဖြစ်ပါတယ်ပြောကြည့်မယ်ชื่อအဲ့လိုလေးတန်ထွက်မယ်နော်နောက်ထပ်တစ်လုံးကเรียกကတော့ခေါ်တာဖြစ်ပါတယ်ပြောကြည့်ပါเรียกခေါ်တယ်နောက်ထပ်တစ်လုံးก็ကတော့လေးပဲလို့ဒီပဲရပါတယ်ပြောကြည့်ပါก็ဟုတ်ကဲ့ပါနောက်တစ်လုံးอะไรကတော့ဘာလဲလို့အဓိပ္ပာယ်ရပါတယ်ပြောကြည့်မယ်อะไรဟုတ်ကဲ့ပါနောက်ထပ်တစ်လုံးได้ကတော့ရတယ်လို့အဓိပ္ပာယ်ရပါတယ်ပြောကြည့်ပါได้ဟုတ်ပြီနောက်ထပ်တစ်လုံးကเจอกันใหม่ကတော့ပြန်တွေ့ကြမယ်လို့ပြောတာဖြစ်ပါတယ်ပြောကြည့်မယ်เจอกันใหม่ဟုတ်ပြီနောက်ထပ်တစ်လုံးขอให้โชคดีขอให้โชคดีကံကောင်းပါစေပြောကြည့်ပါขอให้โชคดีကံကောင်းပါစေဟုတ်ပြီဆက်ပြီးတော့မှကျွန်တော်တို့နံစားစကားလုံးလေးတွေကိုလေ့လာကြည့်ကြရအောင်ပါပထမဆုံးคุณကတော့တင်ခမရှင်အဲ့လိုမျိုးနံစားနေရာမှာသုံးတဲ့စကားလုံးဖြစ်ပါတယ်ပြောကြည့်မယ်คุณဟုတ်ပြီနောက်ထပ်တစ်လုံးผมဒါလေးနည်းနည်းရေးပါผมကတော့ရကြလေးတွေသုံးတဲ့နံစားစကားလုံးကျွန်တော်လို့လည်းရတယ်နောက်ထပ်တစ်ခုကစပိန်လို့လည်းရပါတယ်ပြောကြည့်မယ်ผมဟုတ်ပြီနောက်တစ်လုံးကฉันကကျွန်တော်ကျမလို့ရပါတယ်ပြောကြည့်မယ်ฉันဟုတ်ပြီနောက်တစ်လုံးเขาကတော့သူမเนาะပြောကြည့်မယ်เขาဟုတ်ပြီနောက်တစ်လုံးကเธอကတော့နင်သူမလို့လည်းရပါတယ်ပြောကြည့်မယ်เธอဟုတ်ပြီနောက်ထပ်တစ်လုံးพวกเราဒါကိုเราလို့တန်ထွက်မယ်နော်พวกเราကငါတို့ဖြစ်ပါတယ်ပြောကြည့်မယ်พวกเราဟုတ်ပြီသူတို့ဆိုရင်တော့พวกเขาကသူတို့ဖြစ်ပါတယ်နောက်တစ်လုံးခါကတော့မိန်းကလေးတွေသုံးတဲ့စကားရဲ့အဆုံးမှာရှင်လို့ပြောတယ်နောက်တစ်ခုဟုတ်ကဲ့လို့လည်းပြောလို့ရပါတယ်ပြောကြည့်ပါခါဟုတ်ပြီနောက်တစ်လုံးကครับကတော့ယောက်ျားလေးတွေစကားရဲ့အဆုံးမှာသုံးတဲ့စကားလုံးဖြစ်ပါတယ်ခင်ဗျာ
ဟုတ်ကဲ့လို့ဒီပဲရတယ်ပြောကြည့်မယ်ครับဟုတ်ပြီဒါကတော့နာဇာစကလုံးလေးတွေဖြစ်ပါတယ်ဆက်ပြီးတော့မှကျွန်တော်တို့အပြန်အလှန်စကားပြောခြင်းကိုကြည့်ကြရအောင်ပါပထမဆုံးအနေနဲ့နှစ်ယောက်တွေ့ဆုံတဲ့အခါဘယ်လိုမျိုးတွေပြောလို့ရလဲဆိုတာကိုကြည့်ကြရအောင်နော်အရင်ဆုံးရချက်လေးကနေပြီးတော့စပြီးတော့နှုတ်ဆက်ပြပါမယ်สวัสดีครับสวัสดีครับမင်္ဂလာပါခင်ဗျာလို့လောက်တာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုအရာဆိုရင်တော့စဝတီလောက်ရင်လက်အုပ်ကလေးချီပြီးတော့လောက်တာဖြစ်ပါတယ်။ပြောကြည့်ပါစဝတီครับမင်္ဂလာပါခင်ဗျာဟုတ်ပြီနော်။ဆက်ပြီးတော့မင်္ဂလိဘက်ကနေပြန်ပြီးတော့နှုတ်ဆက်မယ်ဆိုရင်สวัสดีครับสวัสดีครับမင်္ဂလာပါရှင်လို့ပြန်လောက်တာဖြစ်ပါတယ်။ဆက်ပြီးတော့မှစကားပြောမယ်ဆိုရင်ဘယ်လိုပြောလို့ရလဲဆိုတော့คุณชื่ออะไรครับคุณชื่ออะไรครับคุณကတင်ชื่อနာမည်อะไรပါလဲครับခင်ဗျာเนาะคุณชื่ออะไรครับတင်နာမည်ဘယ်လိုခေါ်လဲခင်ဗျာလို့မေးတာဖြစ်ပါတယ်ဘယ်လိုပြန်ဖြေလို့ရလဲဆိုတော့ฉันชื่อโมโมค่ะฉันชื่อโมโมค่ะฉันကနာမည်ကျွန်တော်ကျမชื่อကနာမည်မိုမိုကကိုယ့်ရဲ့နာမည်ကိုထည့်ပြောရမှာဖြစ်ပါတယ်ပြင်ဖြေတာဖြစ်ပါတယ်ချန်ချူမိုမိုခါเนาะအဲ့လိုမျိုးလေးဖြေလို့ရပါတယ်နောက်ထပ်တစ်ခုပြောလို့ရသေးတာကရိယမိုก็ได้ค่ะရိယမိုก็ได้ค่ะရိယဆိုတာခေါ်တာဖြစ်ပါတယ်မိုကတော့နာမည်ရဲ့အတူကောက်ဖြစ်ပါတယ်ก็ได้ရတယ်လို့ပြောတာเนาะပြန်ဖြေမယ်ဆိုရင်တော့ฉันชื่อโมโมค่ะရိယမိုก็ได้ค่ะကျမနာမည်မိုမိုပါမိုလို့ခေါ်လဲရပါတယ်ရှင်လို့ပြန်ပြောတာဖြစ်ပါတယ်တစ်ခါတော့ပြန်နှားထောင်မယ်สวัสดีครับสวัสดีค่ะคุณชื่ออะไรครับฉันชื่อโมโมค่ะเรียกโมก็ได้ค่ะဟုတ်ပြီเนาะဒါပထမဆုံးပြန်လည်စကားပြောခြင်းဖြစ်ပါတယ်နောက်ထပ်တစ်ခုဘာပြောလို့ရသည်လဲဆိုတော့ရချလီဘက်ကနေကိုယ့်ရဲ့နာမည်ကိုပြန်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ผมชื่อบรูโน่ครับผมชื่อบรูโน่ครับကျွန်တော်နာမည်ဘရူနိုပါခင်ဗျာလို့ပြန်ပြောတာဖြစ်ပါတယ်ผมကျွန်တော်ชื่อနာမည်ဘရူနိုကတော့သူရဲ့နာမည်ဖြစ်ပါတယ်ကိုကပြောမယ်ဆိုရင်တော့ကိုရဲ့နာမည်ထည့်ရမှာဖြစ်ပါတယ်စကားရဲ့အဆုံးမှာကြတော့ယောက်ျားလေးဆိုရင်ครับလို့အမြဲတမ်းထည့်ပေးပါမိန်းကလေးဆိုရင်လည်းခါလို့ထည့်ပေးပါမယ်နော်ဟုတ်ပြီผมชื่อบรูโน่ครับကျွန်တော်နာမည်ဘရူနိုဖြစ်ပါတယ်မိန်းကလေးဘက်ကဘယ်လိုပြန်ပြောလဲဆိုတော့ยินดีที่ได้รู้จักค่ะยินดีที่ได้รู้จักค่ะတီးရတာဝန်တာပါတယ်ရှင်လို့ပြောတာပါยินดีကဝန်တာတယ်ได้รู้จักတီးရတဲ့အတွက်เนาะအဲ့လိုမျိုးပါยินดีที่ได้รู้จักค่ะတီးရတာဝန်တာပါတယ်ရှင်လို့ပြန်ပြောတာပါအဲ့ကြလေးဘက်ကနေပြီးတော့เช่นกันครับလိုက်ပြောကြည့်ပါเช่นกันครับအဲ့လိုပြန်ပြောလို့ရပါတယ်ဒီဘက်ကတော့ထပ်တူပါခင်ဗျာလို့ပြောတာပါပြောကြည့်မယ်เช่นกันครับတစ်ခါတော့ပြန်နှားထောင်မယ်ผมชื่อบรูโน่ครับကျွန်တော်နာမည်ဘรูโน่ဖြစ်ပါတယ်ยินดีที่ได้รู้จักค่ะတီးရတာဝန်တာပါတယ်ရှင်เช่นกันครับထပ်တူပါခင်ဗျာဟုတ်ပြီနော်ဆက်ပြီးတော့မှဘာတွေပြောသေးလဲဆိုတော့สบายดีนะครับสบายดีนะครับสบายดีကနေကောင်းတယ်สบายดีนะครับဆိုရင်တော့နေကောင်းတယ်နော်ဆိုပြီးတော့နှုတ်ဆက်တာဖြစ်ပါတယ်ပြောကြည့်ပါสบายดีนะครับဟုတ်ပြီမိန်းကလေးဘက်ကဘယ်လိုပြန်ဖြေမလဲဆိုတော့สบายดีค่ะสบายดีค่ะနေကောင်းပါတယ်ရှင်လို့ပြန်ပြောလို့ရတယ်နောက်မှာတော့ขอบคุณค่ะขอบคุณค่ะကျေးဇူးတင်ပါတယ်ရှင်လို့ပြန်ထည့်ပြောလို့ရပါတယ်ပြောကြည့်ပါสบายดีค่ะขอบคุณค่ะနေကောင်းပါတယ်ကျေးဇူးပါလို့ပြန်ပြောတာဖြစ်ပါတယ်မိန်းကလေးဘက်ကနေပြီးတော့မှတောစရာရှိလို့စကားဖြတ်မယ်ဆိုရင်เจอกันใหม่นะคะเจอกันใหม่นะคะနောက်ပြန်တွေ့ကြမယ်ရှင်လို့နှုတ်ဆက်တာဖြစ်ပါတယ်เจอกันใหม่นะคะပြောကြည့်မယ်เจอกันใหม่นะคะဟုတ်ပြီနော်ဒါကြတော့နှုတ်ဆက်တဲ့စကားလုံးပါလက်ချက်လေးဘက်ကဘယ်လိုပြန်ပြောလို့ရလဲขอให้โชคดีครับขอให้โชคดีครับကံကောင်းပါစေခင်ဗျာဆိုပြီးတော့နှုတ်ဆက်စကားပြန်ပြောလို့ရပါတယ်တစ်ခါတော့ပြန်နှားထောင်မယ်สบายดีนะครับนี่ကောင်းတယ်နော်
စบายดีค่ะขอบคุณค่ะนี่ကောင်းပါတယ်ရှင်ကျေးဇူးတင်ပါတယ်เจอกันใหม่นะคะနောက်ပြန်တွေ့ကြမယ်ရှင်ขอให้โชคดีครับကံကောင်းပါစေခင်ဗျာအဲ့လိုမျိုးလေးပြောလို့ရပါတယ်ဒါကကြတော့ပထမဆုံးနေ့အတွက်နှုတ်ဆက်တဲ့ခါမှာပြောတဲ့စကားလုံးလေးတွေဖြစ်ပါတယ်ခင်ဗျာဒီသင်ခန်းစာလေးတွေကိုတေချာလေးနားလည်အောင်ကြည့်ပြီးတော့ဒီဗီဒီယိုလေးရဲ့အောက်မှာလေ့ကျင့်ခန်းလုပ်ရမယ့်မိကုံးလေးကိုထည့်ထားပေးပါမယ်ဒီမိကုံးလေးတွေကိုဝင်ပြီးတော့မှမိကုံးလေးတွေဝင်ဖြည့်ပြီးတော့မှလေ့ကျင့်ခန်းလေးတွေလုပ်လို့ရပါတယ်ဟုတ်ကဲ့ပါနောက်နေ့မှာနောက်ထပ်သင်ခန်းစာနဲ့ထပ်ပြီးတော့ဆုံတွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်ခင်ဗျာစวัสดีครับ